ကြော်တိုင်းရဲ့မှာရောမနိရှာအေးလေးကြိုင်ပါအောင် အေးဒါလေးနဲ့ရိုက်မယ်မင်းရှာလေးကြိုင်ပါအောင်လေဒါလေးနဲ့ရိုက် မနိရှာဘာတူလဲ တားလို့လေ My name is Shan လှလိုက်တာရှာအေးလေးနဲ့ဒီမှာဒါဇီးရိတ်အကြော်ဆိုင်နောက်ဖေးမှာပါပြပါတော့ ဟုတ်ပါတယ်ကျွန်တော်ခုဆိုလို့ရှိရင်တော့ ဟိုမှာမနိကသရုပ်ပြက်ဘာမှ ဒီအကျော်ဆိုင်ရဲ့ မနိကလေနိုင်ငံသားလေးတော့ဖြစ်နေရ ဟိုဒါလေးနဲ့ပြန်ရိုက်ပါပေးပါဒါလေးနဲ့ပြန်ရိုက် တကယ်တော့ဒီနေရာကိုငါလာလေငါတက်ဝင်ရ ကို ဆိုပြီး ကြီးမပါပဲတဲ့ပုံလားပကံ နင်တို့ငါကဲဖင်ဘာလဲအဲ့လောက်ကြီး ငါရဲမလို့ မရဘူးလို့ ဘာလို့အဲ့လောက်ကြီးခိုင်းနေကြရလဲ ပြောပြကြသူတို့အဲ့မှာ ဟုတ်တယ်တကယ်တော့ငါရိုက်ဖို့လာတာ ပြည့်စုံချင်းပြီးတော့ငါတို့ဆရာတပည့်လေးယောက်ငါတို့မိသားစုလေးယောက်ကနေငါရောက်လို့ရမယ်မီလေးခဏလောက်လာပါတရားလောက်လာပါအောင်ဓာတ်ပေါ်ရိုက်ခိုင်းနေလို့လာပါတယ် ဟုတ်နေ ဒီထိပါမူပေးလိုက်ရမှာအချင်း မလုံးရတယ် အဲ့ပါပြီကမ် မပါအောင်ခုလိုမျိုး ချိုင်း ဓာတ်ပုံလှလှလေးရတဲ့အတွက် ဓာတ်ပုံကတော့ဒါလူကလှတော့じゃဓာတ်ပုံကလှတာပေါ့ တက်တီရ ဒါကကိုကယ်ပင်ရိုက်မယ်ဆိုလို့ကျွန်တော်တို့ကလိုက်ပို့တာတကယ် ဆ တော့ ရာလက်မှာဘာလုပ်တာကိုကြည့်လိုက် လက်မှကြည့်လိုက် အဲ ဒါကျွန်တော်တို့ raise ကြီးအကုန်လုံးကိုဒါကျွန်တော်တကားခံပြီးတော့ဒီနေ့ဒီဇီးကြော်ဆိုင်အောင်လာတဲ့ raise ကြီးအကုန်လုံးကိုတကားခံပြီးတော့ ဟုတ်လားသူကပါ